အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဖတ်ပြမယ်ဝတ္ထုတိုလေးကအိန္ဒိနာချင်းကိုတန်းတေးမေးတဲ့နဲ့ရှစ်တန်းကျောင်းသားမောင်ထဆိုးအတော့ကလေးကဝင်ပြောကြည့်ပါလားကိုတန်းတေးရဲ့ကျမဒါလမ်းလျှောက်ကျောင်းတက်နေရတာအစိတ်မကောင်းဘူးဟဲ့အီဒင်စပိန်တစည်းကိုဘယ်လောက်ဖြစ်နေလဲနင်းသိလားတားကဘာမှမပြောဘူးနင်းကဖြစ်နေတာငါပြောပါအောင်မေနင်တို့ငါတို့ကြောင်းနေတုန်းကဒီကြောင်းဒီလမ်းပဲလေမနေ့တစ်ခေါက်ကြောင်းသွားနေ့လေထမင်းပြန်စားတစ်ခေါက်ညနေကြောင်းစင်းတစ်ခေါက်အားလုံးလမ်းလျှောက်ကြတာပဲလေမြောက်ပိုင်းဒီလုံးချိုင်းကကြော်ဦးတို့တန်ချောင်းတို့လည်းထမင်းစားပြန်ကြတာခြေလင်းပဲနင်မသိတာမဟုတ်ဘူးခုဟာကဝယ်နိုင်တဲ့သူများမိပါတွေကဝယ်ပေးတိုင်းကိုတွေဝယ်မပေးနိုင်ဖြစ်နေတဲ့ကာလဒါရှက်စရာလားကြက်တီးနေတာမို့ငါပြောနေတာငါတို့သားလေးလမ်းလျှောက်ရတာနင်းကရှက်နေတယ်တိမ်ငယ်နေတယ်ပေါ့ဟုတ်လားကဲပါကုတန်းတီးရဲ့သွားပါလေရော့ထမင်းကြိုက်ဘေးနေကြရင်မကောင်းဘူးထို့အတန်များကတော့အိမ်ဆောက်ပစ္စည်းဆိုင်မှာကုန်းတင်ကူးချအလုပ်လုပ်သူကုတန်းတီးနဲ့အိမ်သားကမူလာတန်းကျောင်းရှိမှာကြာစံတုံလေးနဲ့ရာသီပေါ်အသီးနှံလေးတွေတင့်တယ်လို့ရောင်းတဲ့မေးတင်းတို့လေမရရဲ့မနက်ခင်းအလုပ်မတော်မီစကားတန်များတာဖြစ်တယ်သူတို့လေမယားနှစ်ယောက်စလုံးလက်လုံလက်စားဖြစ်ကြပေမဲ့အနေထိုင်စားရည်တောက်ရေးမှာစီစနစ်ရှိကြသူများဖြစ်ကြတယ်သူတို့နဲ့ဘေးချင်းကအိမ်မှာနေတဲ့သူတွေကတော့ကိုစာကြီးမှတ်ထားလိမ့်မယားတမီလေးက9တန်းကျောင်းသူတူကိုစာကြီးကကားမောင်းသူမို့အတင်းတစ်အဆင်ပြေတယ်ညဘက်အရက်တောက်တဲ့ပြဿနာလေးရှိတယ်အဲ့ဒါကတော့အရက်မှုပြီးဆိုတာနဲ့ည7 နာရီ TV သတင်းကိုအတန်ကျဲကြီးဖွင့်ကြည့်ဖြစ်ပါတယ်တနေ့တွင်မနက်ခင်းဈေးဘက်ကပြန်လာတဲ့သူမထနပြီလို့ဆိုင်ကလေးကြီးရက်လိုက်တာမို့မထအသာလဲကြည့်လိုက်ပါတယ်နှလုံးဆရာသမားတီတီဖြစ်တယ်ဆိုင်ကခြေတစ်ပတ်ထောက်ပြီးတာနဲ့မထအားတီတီအေးမှာအခုလိုရန်တွေ့တယ်ဟဲ့မထခုပဲနင်းနေကလေကားဂိတ်မှာငါဆိုင်ကကိုတားပြီးစိတ်ဆိုးမှန်ဆိုးနဲ့ငါ့ကိုပြောလိုက်တယ်ဘာပြောလိုက်လို့လဲမသိရဲ့ငါနောက်ဆုံးပြောမိတယ်ငါမိမကိုနှလုံးအကျွေးရောလက်ငင်းရောမယောင်းနဲ့နောက်တစ်ခါအကျွေးပြဿနာအကြိုင်းငါရင်းနေရှင်းမယ်တီလာတဲ့အေးပါငါလည်းမထိုးတော့ပါဘူးမတ်တီစိတ်ညစ်လိုက်တာဒါဆိုကျန်တဲ့ဘက်ဆန်တွေကရောနေဘယ်လိုရှင်းပါလဲနေလိုချင်လို့နေထိုးတာလေနေလောဘနဲ့နေမယ်ပေါက်တာမပေါက်တာငါနဲ့မဆိုင်ဘူးငါဘယ်လိုလုပ်ရမယ်ဆိုတာမပြောတတ်သေးဘူးမတ်တီရဲ့ခဏဆက်ဆောင်ပြီးနော်တီတီဆိုင်ကယ်ခပ်ပြင်းပြင်းမောက်ထွက်သွားတယ်ဆောက်လို့ရေးပစ္စည်းဆိုင်ကြီးမှာကုန်းတင်ကုန်းချအလုပ်သမားကိုတန်းထေးညနေ6 နာရီရွယ်ကပြန်ရောက်ရေချိုးတယ်ရေချိုးပြီးသူတို့ရဲ့သားလေးကျူရှင်ကပြန်လာတယ်ထမင်းစားကြမယ်ကိုတန်းထေးတားရီလာဟိဟုတ်ကဲ့ထမင်းစားကြရင်ဖခင်မှာတားစားရရလားဆီယမတွေနဲ့ရောအဆင်ပြေရလားချစ်အောင်နေနော်ရတယ်အဖေအဆင်ပြေပါတယ်တားလိုပဲခြေလင်ကြောင်းတက်တဲ့သူတွေရှိတယ်မဟုတ်လားအများကြီးရှိတယ်ဒါတို့တငယ်ချင်းတွေ9 ယောက်တော့မနေ့တိုင်းအတူသွားတယ်လीအမေမအေးသေးမှဘာမှဝင်မပြောပါထိုးစင်သားဖြစ်သူမှနေလေကတတငယ်ချင်းလင်းလင်းကလေသူဓမင်းကြိုင်တွေကဝတ်သားတောင်ထည့်ပေးတာစားရတယ်အမေအချိုချက်လို့ပြောတယ်ကောင်းလိုက်တာချိုတယ်သိလားဘလို့ချက်တာလည်းမသိဘူးအေးပါသားရဲ့စားစားဓမင်းထည့်လीအဖေလှုပ်သူကိုတန်းထိမှသားစားကျင်တာလားအဖေမနေ့ပြန်ဓမင်းဆိုင်ကဝယ်ခဲ့မင်းဝက်အချိုချက်1500ဘူးဆိုရပါတယ်တာအမေကအချိုချက်မချက်တတ်ဘူးတာရဲ့တရုတ်တွေချက်တဲ့နီးကွာဩဟုတ်ဒါလေးကပြန်ပြောသည်ထမင်းဝိုင်းသိမ့်ကြသည်မအေးတင်းစီကြောနေတယ်တာဖနှစ်ယောက်အင်းရှိမှထိုင်ရင်အဖေတို့လည်း10 တန်းအထိခြေလင်ကြောင်းတက်ခဲ့ရတာတာလေးယုံရဲ့လားမိပြောတာယုံပါတယ်အဖေကလည်းတာလေးကဝတ်သားချိုချက်ဆိုလို့ကွာငါတော့သတိရမိရဲ့ဟေးဟေးရှင်ဘာလို့လဲဟိုတော့ကတို့ဖုံကြီးချောင်းကလူကြီးတွေမှာဦးလေးဝင်းတို့အဖွဲ့မှာမိုးပြဲတင်နေချက်တဲ့ဝက်ချိုချင်းချက်3 တက်တာတုံးကြီးတတိရတယ်ဟာပြောမနေပါနဲ့တော့အဆဆပေါ်များခဲ့တဲ့အချိန်ကပါကွာခုကာလာနဲ့ဒိုးစင်ဆိုင်ကယ်မီထိုးဝင်လာတယ်တော်ရမအိမ်တောင်ကြနေသူကိုတန်းထေးရဲ့ညီမဖြစ်သူလို့လင်မယား3 နှစ်သမီးလေးလည်းပါလာတယ်ဟဲ့ညီမလေးတို့ဘလို့ဖြစ်လာကြလဲကလေးရင်ကျက်လို့လာပြတာမိုးနဲ့လေးနဲ့ဒီမှာညအိမ်မလို့ကိုကြီးအေးလာမေးတင်ပါလေရောက်မှမိသားစုဟာခုလိုလန့်ခေါ်ပါတယ်လာညီမ
ပြပြီးတော့ကလေးတက်တာလားစေးတိုက်ထားတယ်တက်တာပါတယ်မမရှိတာလေးနဲ့သမင်းပြင်လာရုံပဲစေကနာကသမင်းနဲ့ဟင်းကျွန်တော်ဝဲလာတယ်မတို့စားပါအောင်လားငါတို့စားပြီစားကြနော်ကဲအဲစင်းသွားတိုင်အောင်ကိုတန်းလေးနှစ်ယောက်စုတစ်ထောင်ယူသွားစကားကိုအဆင်ပြေအောင်ပြောနော်ကိုတန်းလေးသူတို့ခစ်ဆိုတာမမေ့နဲ့အေးပါဟဲ့ည8 နာရီထိုးပြီဘေးကကာလမကိုစာကြီး TV သတင်းကိုခါတိုင်းနေတဲ့ပူကျဲအောင်ဖွင့်ထားတာအမေကြီးတင်ကြားရတယ်ခက်တယ်ညီမလေးကြားတဲ့အတိုင်းပဲငါတို့လင်မယားအတော့တီးခံရတယ်ထိုးစဉ်ကိုတန်းထိအဲစင်းဆိုင်လေးကိုင်ကလူကြီးအိမ်မှာပြန်လာတယ်ဟာတရားလွန်ပါလားစုညံနေတာပဲတခါလဲငါပြောထားပြီးပြီဒီကောင်တော့ကွာဆိုတာဘေးအိမ်ကိုခြံဝါကလမ်းអော်တယ်ကိုစာကြီးလင်မယား TV တန်းကြောင့်မကြားလို့ခြံဝါကနေကိုတန်းထိဝင်သွားတယ်ဟေးမစာကြီးမင်း TV ကမင်းတို့မိသားစု3ယောက်ကြားဖို့ပဲဖွင့်ဖို့ဘေးအိမ်တွေနားဆူတယ်ကွာငါအိမ်မှာခုညငါညီမရဲ့ကလေးနေမကောင်းလို့ရောက်နေတယ်ကွာဘာသဘောနဲ့မင်းအကျယ်ကြီးကိုတန်းထိတ်ကလည်းဒါကျွန်တော်အခွင့်အရေးလောက်ပိုင်ခွင့်မှာကျွန်တော်အိမ်မှာကျွန်တော်ဖွင့်တာပဲသွားတမ်းပါဟုအရန်ဘူးတန်းနဲ့អော်ပြောသည်ဘာကွာဟဲ့ကောင်ရသမားမင်းစင်းခဲ့တယ်မူလာလိုက်မင်းဒီလိုကြီးလောက်တာပြဿနာတက်ကုန်ပြီးလောက်ကြပါဦးဟဲ့နင်းက TV ပိတ်လိုက်လေမထားရဲ့မင်းစော်ကားတာအခါခါရှိပြီကွာကိုတန်းလေးနဲ့ကိုစာကြီးတို့ဘေးကဆွဲကြလဲကြအိမ်ပြင်လမ်းဘေးမှာထိုးကြိတ်ဖြစ်နေကြတယ်ရုပ်ကလူကြီးရောက်လာပြီးပြောဆိုမှပြီးသွားတယ်တလခန့်ကြာကာသမာကိုစာကြီးရဲ့မိမမထားတဲ့မတန်လေးချောင်းဈေးရောက်ပြီးပြန်มาဝင်လာပြီးမကျမသမီးလေးစပိန်ခဏအပေါင်းခံပါလားကူညီပါမရေကျမအတော့ဒုက္ခရောက်နေလို့ဟဲ့အမလီမလုပ်ပါနဲ့နေ့ယောက်ျားပြဿနာကောင်းကြီးကိုကြောက်လို့ပါလာမပတ်သက်ပါနဲ့မထားမျက်နှာငယ်ဖြင့်ကတ်တုတ်တုတ်ပြန်ထွက်သွားတယ်သမီးငယ်လေးကိုခြေချင်းကြောင်းသွားခိုင်းပြီးခုလိုသူကြံရခြင်းဖြစ်တယ်တရက်မှနေ့ရက်ကိုစာကြီးမှောင်မပြန်လာတဲ့ဖြင့်သမီးလေးစပိန်ပေါင်ထားတာမတည်သေးတနေ့မှာတော့သူသမီးလေးကြောင်းလာချိန်မှာကိုစာကြီးရဲ့ကားကမထက်သေးသမီးလမ်းလျှောက်လာတာကိုမြင်သွားတယ်ထိုညသမီးအဖေကိုမညာနဲ့အယံမိုးတဲ့တန်းဖြင့်သမီးလေးမှာကြောက်ရင်ငိုရင်အမေဖြစ်သူမတ်ထားကိုလှမ်းကြည့်တယ်ကျမသမီးကိုမအော်နဲ့ရှင်ဘသူ့ကိုမှရှမ်းစရာမလိုဘူးရှင်မထိုးရဘူးပြောတဲ့နေ့ကစပြီးကျမလုံးဝမထိုးတာဒီနေ့အထိပဲဒါပေမဲ့အရင်ပေးဖို့ကြံတဲ့ပတ်စံ9000ကိုမဖြစ်မနေဖြစ်လာလို့ကျမသမီးစပိန်ကို4000နဲ့ပေါင်းလိုက်တာဟင်တော်လာကြီးလားဟေ့မထားအတန်ကုန်អော်လိုက်တယ်အေးဘယ်မှာပေါင်းတာလဲတရားဝင်အပေါင်းဆိုင်မဟုတ်လို့ကတော့မနဲ့ကြရင်တွေ့မယ်ဟုချိန်မောင်းပြီးဖုံးဆက်တယ်ဟယ်လိုအေးဝင်ငါမနဲ့ကားတည့်ရနားတယ်အရေးကြီးကိစ္စရှိလို့အုံနာကိုခုပြောပြီးကြားလာဟုတ်ကဲ့ကူစာကြီးမူးနေပြီပေါ့ခုည TV သတင်းမဖွင့်တော့လဲလင်မယားစုန်ကြံနေပါလားဟုဘေးကကိုတန်းတီစိတ်ပြက်တန်းဖြင့်ပြောလိုက်တယ်အော်ရှိဘောဟာကရေးဆက်ပေါ့ကိုတန်းတီရဲ့အိမ်ကြီးချင်းလေသမီးလေးတနာပါလေထိုခိုက်ကိုတန်းထိတ်မှစာကြက်နေသူသားလေးအားပြုံးကြည့်ကြည့်ရင်သားစပိန်အစ်စ်လေးကြိုက်ရလားကွာကြိုက်တယ်အဖေခုရှယ်ပဲသားကြိုက်တဲ့အနည်းအောင်အေးကွာအဖေလဲဝမ်းသာနေတာစာလဲကြိုးစားနော်ပိုကြိုးစားကွာဟုတ်ကဲ့ပါအဖေကလည်းသားဖာနေအောင်စပိန်အစ်စ်လေးကြောင့်ပြောနေတာကိုမနဲ့အတွက်ဈေးပန်းလေးကိုတန်ရှင်းလုံရင်ပြုံးနေသူကအမေမအေးတင်ရေဆိုင်ကိုတစ်လ2000 5လဆက်ရမယ်တိလားရပါတယ်စုရမှာပေါ့ချိုးချံ3တင်တာလဲ3ရမယ်ကျမလည်းပျော်တာပေါ့နောက်နေ့မနေ့ကိုစာကြီးတယောက်အရက်တောက်ပြီးသူမိမရဲ့စပိန်အပေါင်ခံတဲ့ငဝင်းတို့လေများအိမ်ကိုတွားရမ်းတယ်နောက်လူကြီးအိမ်တွားတိုင်းတယ်လူကြီးကဖြောင်းပြတော့လဲမရတဲ့အဆုံးမထားစီကအကျွေးတောင်းသူနှလုံးရောင်းတဲ့တီတီရဲ့လိုင်စင်ရမဟုတ်ပဲစပိန်ပေါင်ခံတဲ့အရက်ဆိုင်ကငဝင်းတို့နဲ့ကိုစာကြီးပါအားလုံးစကန်နဲ့ရောက်နေကြတယ်ဘေးငါကိုတန်းလေးထိုပြစ်ပြက်အားမသိအောင်ဆောင်ပြီးထမင်းချမ်းယူကအလုပ်သွားတယ်မအေးတင်လဲဂျာတန်တုတ်လင်ပန်းရက်ကအိမ်သားကကြောင်းလေးတို့သွားတယ်မနေ့၈နာရီထိုးတဲ့ကကိုတန်းထေးမအေးတင်တို့ရဲ့သား၈တန်းကျောင်းသားလေးကစပိန်အစ်လေးထုတ်ကကြောင်းသွားဖို့ခြံတကားပိတ်နေတယ်သူတို့အိမ်လေးတိတ်ဆိတ်သွားတယ်ဘေးအိမ်လေးလည်းတိတ်ဆိတ်နေတယ်သို့တော့တိတ်ဆိတ်ချင်းတူတော်ညာတိတ်ဆိတ်ရတဲ့အကြောင်းကစံကြီးပဲဖြစ်နေရပါတယ်ကိုထွားနဲ့ကိုရောင်ရဲတက်ကြစီလိုပါတယ်စိတ်အရင်နဲ့ရိုင်းကိုတိလျက်အရင်ဘက်ကိုလေးစားပေးပြီးအရိုင်းစိတ်ကိုပြင်တင်းလျက်ပဝင်းချင်းကိုအေးမလုတ်ချင်းအမှုချင်းကိုသာလူနေမှုဇယိုက်မှန်လို့ထင်တလုံးဖြင့်
ခရီးဆက်နေသူအိမ်တောင်ဦးစီးဖို့မိသားစုသာနှိမ်ပါလာပြီးကြက်တဲမှုခြေခွဲဝမ်းနေမှုတို့ကိုကြုံလာရတဲ့ပိမှာအေးခံပြီးဖြစ်ပါတော့သည်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ